မင်္ဂလာပါဒီနေ့ကျွန်တော်ပြောပြခြင်းတာအောင်မြင်မှုရဲ့လျှို့ဝှက်ချက်တွေအကြောင်းပါအောင်မြင်မှုဆိုတာကိုပြောလိုက်ရင်လူတိုင်းကအလုပ်စ조사ပါစောစောထပါစာများများဖတ်ပါဆိုတဲ့စကားလုံးကြီးတွေပဲကြားနေရတာယိုးနေပြီမဟုတ်လားဒါပေမဲ့တစ်ခါတလေကြာရင်ကျွန်တော်တို့အလုပ်တွေအယူမှုစ조사နေပါလေရဲ့နဲ့ဘာလို့နေရာမှာတန်လဲနေရတာလဲဘာလို့ကိုချစ်ချင်တာတွေကဝေးနေသေးတာလဲအမှန်တရားကတော့အောင်မြင်မှုဆိုတာမြင်းပြောင်ကြီးမဟုတ်ဘူးဗျပြီးတော့အောင်မြင်မှုဆိုတာတယောက်နဲ့တယောက်လဲပုံစံချင်းမတူဘူးဒီနေ့ကျွန်တော်ပြောပြမယ့်အကြောင်းအရာတွေကခမ ्या ကိုစာအုပ်ကြီးအတိုင်းလမ်းညွန်မှာမဟုတ်ပဲခမ ्या ရဲ့အတွေးအခေါ်ကိုပြောင်းလဲပေးမဲ့ real talk တွေပဲဖြစ်ပါလိမ့်မယ်အေးစစ်စစ်လေးနားထောင်ကြည့်ပေးပါဦးလူတွေကပြောလေရှိတယ် hard work beat talent အလုပ်စ조사ရင်ပါရမီကိုအနိုင်ယူနိုင်တယ်ပေါ့ဒါပေမဲ့ကျွန်တော်တို့ပတ်ဝန်းကျင်ကိုကြည့်ကြည့်ပါလမ်းဘေးမှာနေပူတဲ့အလုပ်လုံးနေရတဲ့သူတွေမနေ့ကနေညအထိမနားတမ်းရုန်းကန်နေရတဲ့သူတွေဟာအလုပ်မစ조사လို့လားမဟုတ်ပါဘူးသူတို့လည်းစ조사တာပဲဒါပေမဲ့ဘာလို့အောင်မြင်မှုနဲ့ဝေးနေကြတာလဲအဖြေကတော့ strategic effort ပါအပင်ပန်းခန္ဓာဟင်းတူရင်ဘယ်နေရာမှာအင်အားစိုက်မလဲဆိုတာကပိုအရေးကြီးတယ်အောင်မြင်တဲ့သူတွေဟာဘာလုပ်ရမလဲဆိုတာထက်ဘာကိုမလုပ်ဘဲထားရမလဲဆိုတာကိုပိုသိကြတယ်တကယ်ချင်းတို့ခငန်းမှာရှိတဲ့အချိန်နဲ့အင်အားကကန့်တက်ချက်ရှိတယ်။အဲ့ဒီအင်အားကိုအကျိုးမြတ်အများဆုံးရမယ်နေရာမှာပဲသုံးပါအရာရာတိုင်းကိုလိုက်လုပ်နေရင်ခမပင်ပန်းယုံပဲရှိလိမ့်မယ်။ကျွန်တော်တငယ်ချင်းတယောက်အကြောင်းပြောပြမယ်။သူ့နာမည်ကိုအောင်အောင်လို့ပဲထားပါတော့။အောင်ဟာကုမ္ပဏီတစ်ခုမှာအရန်စူးစမ်းတဲ့ဝန်ထမ်းတယောက်။သူများထက်အမြဲနောက်ဆုံးမှဖျန်နေအလုပ်တွေကိုအကုန်လုံးသူ့ရဲ့တင်ကျုံလုပ်တယ်။ဒါပေမဲ့3နှစ်ကြာတဲ့အထိသူယာရူးမတိုးဘူး။တစ်ဖက်မှာကြော်ဆိုတဲ့တယောက်ရှိတယ်။ကြော်ကအောင်အောင်လောက်အလုပ်ထဲမှာအချိန်အကြာကြီးမနေဘူးဒါပေမဲ့သူကလူမှုဆက်ဆံရေးကောင်းတယ်ပြဿနာတစ်ခုခုဖြစ်ရင်ဘသူ့ကိုအကူအညီတောင်းရမလဲသိတယ်အရေးကြီးတဲ့ဆုံးဖြတ်ချက်တွေကိုမှန်မှန်ကန်ကန်ချနိုင်တယ်နောက်ဆုံးယာဒူးတိုးပါတာကကြော်ဖြစ်နေတာဘာဖြစ်လို့လဲသိလားအောင်မြင်မှုဆိုတာအလုပ်လုပ်ပြတာမဟုတ်ပဲတန်ဖိုးဖန်တီးပြတာမို့လို့အောင်က tax တွေကိုပဲပြီးအောင်လုပ်တာကြော်ကလာကုမ္ပဏီအတွက် impact ဖြစ်မဲ့အရာတွေကိုလုပ်တာခမ ्या ကိုအလုပ်များနေတာလားဒါမှမဟုတ်အလုပ်ဖြစ်နေတာလားဒါကိုတေချာစဉ်းစားကြည့်စေချင်တယ်ကဲဒါဆိုရင်ကျွန်တော်တို့လက်တွေ့ဘာလုပ်ကြမလဲကျွန်တော်အချက်3ချက်ပြောပြမယ်1အရှုံးကိုကြိုးစိုးတတ်အောင်ကျင့်ပါအောင်မြင်တဲ့သူတွေဟာမရှုံးဘူးတဲ့သူတွေမဟုတ်ဘူးအရှုံးကိုရင်ဆိုင်ရမှာမကောက်တဲ့သူတွေခင်ဗျားတခုခုစလုပ်လို့ကြာရှုံးသွားရင်ငါမတော်ဘူးလို့မတွေးပါနဲ့ငါဘာသင်ခန်းစာရလိုက်လဲဆိုတာပဲတွေးပါအရှုံးဆိုတာအောင်မြင်မှုရဲ့လမ်းခွဲမဟုတ်ဘူးအောင်မြင်မှုစီသွားတဲ့လမ်းပေါ်ကမှတ်တိုင်တစ်ခုပဲနှစ်ဝင်းကျင်ကိုတန့်ရှင်းပါခမရအမြဲတမ်းပေါင်းနေတဲ့လူ9ယောက်ရဲ့ပြားများဟာခမရပဲခမရပတ်ဝန်းကျင်မှာအမြဲတမ်းညီးညွတ်နေတဲ့သူတွေစိတ်ဓာတ်ကျစေမဲ့သူတွေပဲရှိနေတာဆိုရင်ခမရလည်းသူတို့လိုပဲဖြစ်လာမှာပါပဲခမရကိုတော်နာပေးနိုင်တဲ့သူခမရထက်တော်တဲ့သူတွေနဲ့နီးနီးကပ်ကနေပါ3ကိုဂယုစိုက်ပါ mental health matters အောင်မြင်ခြင်းလို့ဆိုပြီးအိတ်ချိန်တွေရှော့အစားအစာတွေပြက်စိတ်ဖိစီးမှုတွေအပြည့်နဲ့နေရင်အောင်မြင်တဲ့နေ့မှာခမည်းအဲ့ဒီအောင်မြင်မှုကိုခံစားနိုင်တော့မှာမဟုတ်တော့ဘူးစိတ်အေးအေးထားပါတခါတလေဘာမှမလုပ်ပဲနားနေတာကလည်းအောင်မြင်မှုအတွက်ပြင်ဆင်နေတာပါပဲနောက်ဆုံးအနေနဲ့ကျွန်တော်ပြောချင်တာကဒီဗီဒီယိုကိုကြည့်ပြီးတာနဲ့ခမည်းဘဝကချက်ချင်းပြောင်းလဲသွားမှာမဟုတ်ဘူးဒါပေမဲ့ခမည်းရဲ့အတွေ့အထဲမှာငါလုံနိုင်တယ်ဆိုတဲ့အစစ်အစမ်းလေးတစ်ခုတော့ကြံခဲ့ပါမယ်လို့မျှော်လင့်ပါတယ်လောကကြီးမှာခမ ्या ကိုအဆုံးဖြတ်ပေးနိုင်တဲ့တူးရဲသောသူကခမ ्या ကိုယ်တိုင်းပါမယ်တခြားသူတွေရဲ့အောင်မြင်မှုကိုကြည့်ပြီးအားမငယ်ပါနဲ့လူတိုင်းမှာကိုယ်ပိုင် timeline ရှိတယ်ပန်းတိုင်းဟာຫນွေဦးမှာတပြိုင်နဲ့ပွင့်ကြတာမဟုတ်ဘူးလေဒီနေ့ကစပြီးတေးသေးလေးပဲထစ်စလို့ကြည့်ပါအကြီးကြီးတွေတွေးမနီးပါနဲ့ခြေလောင်းလေးတလောင်းနာနေခရီးစဉ်တွေစတင်တာပါခမ ्या ရဲ့အောင်မြင်မှုဇာတ်လမ်းကိုဒီနေ့ကစပြီးရေးလိုက်ပါကျွန်တော်ခမ ्या ကိုယုံကြည်ပါတယ်